အရင်တော့ကအမျိုးသားတွေနဲ့ပဲသက်ဆိုင်တာခုနောက်ပိုင်းကျတော့ပြောင်းလဲလာတဲ့ lifestyle တွေနဲ့အတူအမျိုးသမီးတွေနဲ့ပါသက်ဆိုင်လာတဲ့စီးတစ်မျိုးအကြောင်းဒီနေ့မှာတော့အသေးကျန်းမာရေးအတွက်အသုံးများတဲ့ Mythistel ဆိုတဲ့စူပန်းလုံးရဲ့ကောင်းကျိုးလေးကိုပြောပြပေးသွားချင်ပါတယ်ကိုယ်အသေးကိုကျန်းမာခြင်းတဲ့သူတွေဒီ movie ကိုအဆုံးထိကြည့်ဖို့ရလိုပါမယ်ကျွန်မကတော့မော်ပင်ဖြူဝင်းမှာစေဝါပညာရှင် pharmacist တက်ဦးဖြစ်ပါတယ်ရှင်အသေးကောင်းဖို့လို့စဉ်းစားလိုက်ပြီဆိုလို့ရှိရင်တော်တော်များများကအားစီတောက်ကြတယ်ဟုတ်ပါတယ်တချို့ကြတော့လေအသေးအတွက်လိုအပ်လို့ဆရာဝန်ညွှန်လို့တောက်ကြရတာတွေရှိတယ်လို့တချို့ကြတော့လေအရက်ဘီယာတောက်ပြီးတော့အသေးကိုထိခိုက်မှုနည်းစေဖို့ရအတွက်အသေးအားစီတောက်ကြတယ်အသေးအားစီလို့ပြောလိုက်ပြီးဆိုလို့ရှိရင်မဖြစ်နဲ့အရန်အသုံးများတဲ့ Harvey plant တစ်မျိုးဖြစ်တဲ့ Mythistel ဆိုတဲ့စူပန်းလုံးအပင်လေးပဲဖြစ်ပါတယ်အဲဒီစူပန်းလုံးဆိုတဲ့အပင်ကနေရတဲ့ Mythistel extract ကို Silymarin လို့ခေါ်ပါတယ်အဲ့ Silymarin နဲ့မှာဆိုလို့ရှိရင် compound အနေနဲ့3မျိုးပါတယ်အဲ့ဒီ compound 3မျိုးတည်းကမှ Silybin ကကြတော့အထိရောက်ဆုံးဖြစ်ပါတယ်ဒါကြောင့်မလို့လေအဲ့ဒီ Silybin ဆိုပြီးတော့ဒီအသေးအားဆေးတွေထဲမှာပေါ့နော်တွေ့ရတတ်တာပဲဖြစ်ပါတယ်ဒီနေရာမှာပြောစရာလေးတစ်ခုရှိတာကအဲ့ဒီ Silybin မှာဆိုလို့ရှိရင်သူကအသေးအတွက်ကောင်းကျိုးတွေများတယ်လို့အားနည်းချက်တစ်ခုလည်းရှိနေပြန်ပါတယ်ဘာအားနည်းချက်လဲဆိုတာကြတော့အဲ့ Silybin က absorption မကောင်းဘူးပေါ့နော်အဲ့လို absorption မကောင်းတဲ့အတွက်ကြောင့်မလို့ဒီကျမတို့တောင်းလိုက်တဲ့ပမာဏအတိုင်းအသေးစီကိုထိရောက်စွာမရောက်နိုင်တာမျိုးလေးတွေဖြစ်လိရှိပါတယ်အဲ့ပြဿနာကိုကျော်လွှားနိုင်ဖို့နည်းလမ်းတစ်ခုဆိုလို့ရှိရင်အဲ့ Silybin ကို absorption ကောင်းဖို့ရအတွက် lipid carrier ဖြစ်တဲ့ phosphatidylcholine နဲ့ပေါင်းရမယ်ပေါ့နော်အဲ့လိုပေါင်းတဲ့အခါမှာနီးပညာမြင့် phytosome ကိုသုံးပြီးတော့ပေါင်းမယ်အဲ့မှာဆိုလို့ရှိရင် Silyphos ဆိုပြီးတော့ထုတ်လုပ်မယ်အဲ့ဒီ Silyphos ကဒီ Silybin ရဲ့ကောင်းကျိုးတွေကိုပေါ့နော်သူကထိထိရောက်ရောက်ဒီခန္ဓာကိုယ်လေးကိုရှောက်သွားစေတယ်တနည်းအားဖြင့်ဆိုလို့ရှိရင် bioavailability ပိုကောင်းသွားစေပြီးတော့ပေါ့နော်ဒီအသေး enzyme တွေကိုလျင်မြန်စွာရောကျသွားစေတယ်အသေးကိုထိခိုက်စေတယ်အရက်ဆေးဝါးvirus တွေကနေပြီးတော့ကာကွယ်ပေးနိုင်တယ် Silybin က antioxidant အားကောင်းတယ်လို့ပဲနောက်ပြီးတော့ဒီအသေးကိုလည်းပေါ့နော်အကွယ်ပေးနိုင်စွမ်းကလည်းမြင်ပါပါတယ်ခုနကပြောတဲ့ဒီ absorption ကောင်းဖို့အတွက်ပေါ့နော်တွဲသုံးလိုက်တဲ့ lipid carrier တစ်ခုဖြစ်တဲ့ phosphatidylcholine ကိုတိုင်းကိုကလည်းသူကဒီအသေးပျက်စီးတာကိုကာကွယ်ပေးနိုင်စွမ်းရှိတဲ့ bioactive nutrient တစ်ခုဖြစ်တယ်ဒါကြောင့်မလို့ဒီ liver care မှာဆိုလို့ရှိရင်အဲ့ဒီနှစ်မျိုးကိုပေါ့နော် phytosome နည်းပညာမြင့်နဲ့ပေါင်းစပ်ထားတဲ့Silyphos ဆိုတာကဒီအသေးကိုတာမန်ထက်ပိုပြီးတော့ထိရောက်စွာကာကွယ်ပေးနိုင်စွမ်းရှိတာကိုတွေ့ရတယ်။ liver care မှာဆိုလို့ရှိရင်အဲဒီ Silyphos အပြင်အသေးအတွက်လိုအပ်တဲ့ဗိုက်တာမင်တွေနဲ့အတူဇင့်တွေလည်းပါဝင်တာကိုတွေ့ရတယ်။အသေးကိုကာကွယ်ဖို့တောက်ချင်တဲ့သူတွေဆိုလို့ရှိရင်လေ liver care ကိုတစ်နေ့တစ်လုံးတောက်လို့ရတယ်။အသေးအတွက်လိုအပ်လို့တောက်တဲ့အခါမှာဆရာဝန်ညွှန်ကြားချက်နဲ့အညီလည်းတောက်သုံးနိုင်ပါတယ်။ကဲဒီလောက်ဆိုလို့ရှိရင်တော့အသေးကျန်းမာရေးအတွက်အသုံးများတဲ့ Mythistel ဆိုတဲ့စူပန်းလုံးလေးရဲ့ကောင်းကျိုးကိုနားထောင်ရင်းနဲ့ liver care အသေးအားစေးရဲ့အကြောင်းလေးကိုပါသိသွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုယ်ပတ်ဝန်းကျင်ကသူတွေကိုလည်းပြန်လည်ဝေမျှဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်။အားလုံးပဲကျန်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။